မင်္ဂလာပါရှင်လောက်ရှာဖွေရောလာဖောင်လေးဆက်ရှင်းကနေကျေးဇူးပါတယ်ဒီနေ့ညီမအိမ်ဖော်ကလေးထိုင်းတဲ့အလုပ်3နေရပြောပြပေးမယ်ပထမလို့တနေရကဖလန်ကောက်မှာရှိပါတယ်ရှင်တတိလေးရောက်ရှိမယ်ကလေးနဲ့ရောက်ရှိမယ်ကလေးက2နှစ်ရွယ်ကလေးနဲ့4နှစ်သားရွယ်ကလေးပါလာစာတလား15000ဘတ်တပတ်တရက်နာမနာဦးထင်900ဘတ်ပေးပါတယ်နောက်ထပ်လို့တနေရကကြတော့ဒီစာထုပတိမှာရှိတဲ့မိန်းကလေးအိမ်ဖော်ကလေးထိုင်းတဲ့အလုပ်ပဲဖြစ်ပါတယ်ရှင်နထတစ်ထစ်ရောက်ရှိမယ်ကလေး2ရောက်ရှိမယ်ကလေးလေးက3နှစ်သားရွယ်ကလေးနဲ့3နှစ်သားရွယ်ကလေးပါလာစာတလား16000ဘတ်တပတ်တရက်နာမနာဦးတီ600ဘတ်ပေးပါတယ်နံပါတ်3လို့တနေရာကကြတော့နွန်ထပူရီမှာဖြစ်ပါရှင်ကလေးထင်းလို့ပဲတော့အိမ်လို့မလို့ရပါဘူးနော်ကလေးလေးကတော့2ရောက်ရှိမယ်ရှင်ကလေးလေး1ယောက်ပဲနော်2နှစ်သားရွယ်ကလေးပါ sorry ပါရှင်ကလေး1ယောက်ပဲရှိမယ်2နှစ်သားရွယ်ကလေးပါရှင်လာစာတလား19000ဘတ်တပတ်တရက်နာမနာဦးတီ900ပေးတယ်ကလေးလေးနဲ့24နိုင်လောက်အဖို့ပြုတ်ပေးရမယ်နော်โอเคညီမကအိမ်ဖို့ကလေးထင်းတဲ့အလုပ်2နေရာပြောလိုက်တယ်နောက်ပြီးတော့ကလေးထင်းတဲ့အလုပ်2နေရာပြောပြလိုက်တယ်ဒီအလုပ်တွေကိုစိတ်ဝင်စားတဲ့ဆိုရောလာဖောင်လေးဆက်ရှင်းမှာလောက်လာစမတ်ပါအထောက်ထားရှိဖို့တော့လိုတယ်နော်